dive လုပ်နေနေမှာထွက်လာတဲ့ကြောက်ခဲကြီးပါမြေကြီးတွေကထွက်လာတာပါပုံမှန်ဘောလုံးကန်တဲ့ player ဆိုဒီကွင်းမျိုးကကိစ္စမရှိပါဘူးဒါပေမဲ့ဂိုးဖမ်းတဲ့လူတွေအတွက်ကြတော့ဒါနည်းနည်းပြဿနာရှိရပါတော့ကွင်းမကောင်းဆိုလို့ရှိရင်ကျွန်တော်တို့ performance ပါရော့ရပါတော့ဒါစင်ကြီးတခုတော့မဟုတ်ပါဘူးအခြေအနေကိုပြောပြရပါဒါပေမဲ့ကျွန်တော်မကောင်းတာပါပဲအခြေခံမပိုင်တာပါပဲတက်တခြားစီပါစူးစမ်းရမှာပေါ့နော်ဒီသူ့ဘာသူမကောင်းတာယူသွားပြီးတော့ဘယ်လိုပြောမလဲအကြောင်းပြချက်ပေးပြီးတော့ငါမတိုးတက်တာဒါကြောင့်ဆိုပြီးတော့ပြောလို့မရဘူးပေါ့နော်မကောင်းတာတော့ကောင်းအောင်လုပ်ရမှာပဲဘယ်လိုအခြေအနေပဲဖြစ်ဖြစ်စူးစမ်းနေရမှာပဲပေါ့နော်ကျေးဇူးတင်ပါတယ်